အခုလဟာကျမရဲ့33နှစ်ပြည့်မွေးနေ့ရောက်ရှိလို့လာပါတယ်တက်33နှစ်ပြည့်လာပြီလေမြောက်ဘာရင်းချက်မှုရှိလာလဲဆိုမှတိတ်ရင်းချက်မှုရှိလာကိုထက်ငယ်ကောင်လေးကိုပို့ပြီးကြိုက်လာတယ်ပြီးတော့နောက်တစ်ခုကကြတော့ကိုပို့ပြီးချိန်ပေးဖြစ်တယ်ဒီနေ့ကတော့ try no hall လေးကိုဝတ်ပြပေးမှာဖြစ်ပါတယ်ဒီ try no hall ကတော့ကျမ blog site ရိုက်တော့2021လောက်ကဝတ်ထားတဲ့အင်ကြီးအခု2026 5နှစ်အလုံးမှာ after 5 year မှာကျမပြန်ဝတ်တာဖြစ်ပါတယ်တော်နေသေးပါပဲဒါပေမဲ့ဘာတွေကွာသွားလဲဆိုရင်တော့ workout လုပ်ပြီးနေတယ်မကြတဲ့ bike လေးရယ် workout တွေအရန်လုပ်ပြီးတော့ကြက်လာတဲ့တင်လေးရယ်ရှင်ဘက်လေးရယ်ကတော့အဖြေပါပဲဒါကြောင့်မို့လို့လိုအင်ကြီးတွေကကျမတို့လို workout မားတွေအတွက်ဘယ်ချိန်ဝတ်အရန်မိုက်နေသေးပါပဲကို confidence ရှိတယ်နောက်တစ်ခုကကျတော့ spin လေးရှိတာနဲ့များပိုချောလာလို့ခံစားရတယ်ပေါ့နော်ဒါကတော့ပထမဆုံးအင်ကြီးလေးပဲဖြစ်ပါတယ်တီးရအင်ကြီးကကျတော့2022မှာဝယ်တဲ့အင်ကြီးပဲဖြစ်ပါတယ်သူကတော့ရှင်မလေးနည်းနည်း height တော့ not ကိုလေးတော့မြင်ရတယ်ဒါပေမဲ့ရှင်မက height နေပေမဲ့လည်းဘိုက်ပူရဲလူတွေဝတ်လို့မရတဲ့အင်ကြီးဖြစ်ပါတယ်ဒါပေမဲ့လည်းကျမအခုရှမ်းခောက်ဆက်စားပြီးတော့ဘိုက်ချက်နေအချိန်ဝတ်ထားပေးမယ်လေပုံနေသေးပါပဲဒါပေမဲ့ confidence တော့ပြည့်ပါပဲဒီအင်ကြီးကတော့ရန်ကရှင်မကတော့အသက်ပေါ့နော်ရန်လှနေတယ်အသားအောင်လေးကအသားကိုပို့ပြီးဖြူသွားစေတယ် try no hall လေးဖြစ်ပါတယ်ဖင်လေးကတော့နည်းနည်းလေးထွက်နေရပေါ့နော်အဲ့လိုဖင်ကိုလှည့်ကြည့်ပြီးကိုဖင်ကိုကြည့်နေရတဲ့ဖင်လေးကလည်းတမျိုးလေးတော့ခံစားစေပါတယ်ဒါကတော့ဒုတိယအင်ကြီးပဲဖြစ်ပါတယ်စပင်လေးနည်းနည်းရှည်လာတော့နည်းနည်းလေးတော့လှလိုက်ပေါ့နော်ဘိုက်ကလေးပူသွားရင်တောင်းမပါတယ်လို့ခုမှရှန်ကောက်ဆွဲစားတာလို့ဘိုက်ဖယ်တော့မှမပူချင်ပါဘူးလို့ဒါပေမဲ့ပူနေသေးပါပဲလို့ကဲဒါလေးကတော့ဒုတိယအင်ကြီးပဲဖြစ်ပါတယ်သားရောင်လေးပါမလိုက်လည်းတောင်းမပါတယ်ဒီကကြတော့တတိယအင်ကြီးဖြစ်ပါတယ်2023ကဝယ်တဲ့အင်ကြီးဖြစ်ပါတယ်သူကတော့အထက်ကဘိုးလီမပါပဲဝေးရတဲ့အင်ကြီး nipple tape ကိုကတ်ပြီးတော့ဝေးရတဲ့အင်ကြီးဖြစ်ပါတယ်ဘာလို့လဲဆိုတော့နောက်ကျောရရန်ကိုပြောင်းရှင်းနေပါတယ်အောက်မှာခေါင်းစည်းကျုံဝင်ကြနေတရားရောက်ကောက်ပြီးပါအောင်ကဲအဲ့မှာဘောင်မီလေးကတော့အဆင်ပြေပေါ့နော်ဘောင်မီလေးကတော့ဒီ2025မှာဝယ်လိုက်တဲ့ဘောင်မီလေးပဲဖြစ်ပါတယ်သူက workout လုပ်လဲဝယ်လို့ရတယ်အလှလဲဝယ်လို့ရတယ်ဘောင်မီလေးပဲဖြစ်ပါတယ်အရှိကအချုံပုံစံလေးကဘိုက်ပူသွားတာကိုဖုံးစေတယ်ဒါပေမဲ့လည်းကို confidence ကတော့ပြည့်ပါပဲချိန်မြေးလှနေရလို့ပဲတွေ့ပါတယ်ဒါပေမဲ့ငကိုတော့မမြင်ရတော့ဘူးပေါ့နော်ငကိုမြင်ရပြီမဲ့လည်းနောက်ကကြောပြည့်ပြောင်ရတော့ပါနေသေးပါပဲဒါလေးကတော့ကျမရဲ့3စုံမြောက်အင်ကြီးပဲဖြစ်ပါတယ်ပြင်မှာကျမရဲ့ဘယ်လောက်ရှိရလို့ထင်လဲတရားရောက်မှန်းပြီးကြပါနောက်မှကြောရက်ပြောင်းနေတွေ့လားကြောစီကိုမြင်ရတယ်ဒါပေမဲ့လည်းညဘက်ဆိုရင်ဝတ်သွားပါတယ်ဘာလို့လဲဆိုတော့ကြိုက်လို့ပါနောက်ဆုံးအင်ကြီးကကျတော့2025ကတော့အပေါ်အင်ကြီးဝယ်ထားတယ်2023ကကျတော့စက်ကပ်ဝယ်ထားပါတယ်ဒါကတော့တွဲဝတ်လိုက်ပါတယ်ဘာလို့လဲဆိုတော့ဝင်းနဲ့ချေးပြန်လာလို့ရှိရဟာလေးပဲတွဲဝတ်လိုက်ပြပါတယ်ခါကတော့နည်းနည်းပျောက်သွားတယ်တိတ်မကြိုက်ဘူးဘာလို့လဲဆိုတော့ကျမတို့တွေကခါကိုတိတ်နေမှခါသေးနေမှသဘောကျပါတယ်ဒါပေမဲ့လည်းကျမဒီအင်ကြီးကိုသဘောကျတယ်ဘာလို့လဲဆိုတော့အထက်ကဘောလီမပါဘူးလို့ရတဲ့အင်ကြီးဖြစ်တယ်ပြီးတော့အောက်ကိုလည်းဆွတ်ချလို့ရတယ်စက်ကတ်ဆိုလည်းတူတူလေးပေါ့တော့ဖခင်လေးတော့နည်းနည်းပုံသွားမယ်ဒါပေမဲ့ကိစ္စမရှိပါဘူး confidence ပြည့်ပါပဲဝတ်ပါမယ်ဒါပေမဲ့ဒီလိုမျိုးတစ်ခါမှတွဲမွတ်ပူဘူးဒါကားကြတော့ vlog ရိုက်ဝတ်လိုက်တာပါအပြင်မှာဆိုတော့အဲ့လိုတိမ်မွေးဘာလို့လဲဆိုတော့စက်ကတ်အတူကြီးနဲ့အဲ့လိုမျိုးအင်ကြီးဟိုက်နေရနည်းနည်းကြော့ကတ်နဲ့တော့တော့ကူသွားစေရဆိုတော့ကျမတော့ပုံမှန်အဖြစ်တော့မဝတ်ပါဘူးဒါကတော့နောက်ဆုံးအင်ကြီးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တတာအေးဦးနောက်ဆုံးကြံသေးတယ်ဒီအင်ကြီးကကြတော့ကျမတို့ဟိုတနေ့ကအကိုတယောက်ကနေလက်ဆောင်ပေးလိုက်တာ cotton block เนาะသူ့ရဲ့ page နာမည်က cotton block တဲ့ဆိုပြီးအဲ့အင်ကြီးလေးကိုလက်ဆောင်ပေးလိုက်တာကျမလုံးဝဝလေးဝတ်ထားမရှိရဲ့အင်ကြီးကွာပြောရရင်တော့20ကျော်18လေးဝတ်တဲ့ပုံစံလေးဒါပေမဲ့ကျမတို့တက်ရင်မှဒီဟာကြီးကိုနည်းနည်းလေးဝေးရတဲ့အတွက်ကို confidence ကတော့လွတ်နေရပေါ့เนาะဒါပေမဲ့ဝတ်ကြည့်ပါတယ်အရင်တော့လှတယ်သဘောလေးကျတယ်အစင်လေးပြည့်တဲ့အတွက်ဒီအင်ကြီးလေးကတော့နောက်ဆုံးအင်ကြီးလေးပဲဖြစ်ပါတယ်နောက်ဆုံးအင်ကြီးပြင်မဲ့လေရန်ကြိုက်ပါတယ်နော်အတကြီးလာတယ်မြန်နုနုဖဖက်လေးရန်သဘောကျလာတော့သက်30ကျော်အမာကြီးရဲ့sense တခုလိုပဲပြောရမလားပေါ့နော်ကဲဒီဗီဒီယိုလေးကတော့ဒီနေ့ try တော့ဟော9စုံလား4စုံလားမသိဘူးပြချင်ပြပါတယ်ကျေးဇူးပါ